ဒီကောင်လေးကပျောစိတ်အုံပေါ်မှာအသားအကြောင်းလေးကိုထားလိုက်ပါတယ်ပျေစိတ်တွေဘလို့တည်ယူမလဲဆိုတာကိုသူကသိကျင်ခဲ့တာပါ3 နာရီလောက်စောင့်မိတဲ့အခါမှာတော့တွင်းထဲကနေပျေစိတ်တွေအများကြီးထွက်လာပါတယ်ဒါပေမဲ့အသားအကြောင်းကတော့မထိရတဲ့ပုံစံမျိုးရှိနေပါသေးတယ်ဒါနဲ့ပဲကောင်လေးကခွက်လေးနဲ့အုပ်ပြီးထားခဲ့လိုက်ပါတယ်နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ကောင်လေးကအံ့ဩသွားပါတယ်ပျေစိတ်တွေကအသားအကြောင်းကိုပက်ပြီးတွင်းအဖြစ်လုံနေတာပါပြီးတော့အသားအကြောင်းမှာလည်းအပေါက်လေးတွေများများဖြစ်လာပါတယ်တတိယနေ့ရောက်တော့လေအသားအကြောင်းကထူးထူးခြားခြားမပြောင်းလဲသေးပါဘူးဒါပေမဲ့တဲစာတို့ကပိုပြီးထူးလာပါတယ်ပျေစိတ်တွေကယထာကောင်တကောင်ကိုပြင်နေရာရွှေ့ထားလိုက်ပုံရပါတယ်အသားအကြောင်းအတွက်အခန်းလွတ်လေးလုပ်ဖို့ထင်ပါတယ်စတုထနေ့ရောက်တော့အသားအကြောင်းရဲ့တဝက်လောက်ဟာမြေစာရင်းနဲ့ဖုံးနေပါပြီအသားအကြောင်းတစ်ခုလုံးကိုဆွဲမြုပ်ပြစ်မဲ့သဘောရှိပါတယ်9 ရက်မြောက်နေ့မှာတော့ပျေစိတ်တွေဟာအသားအကြောင်းကိုအခေါင်းပေါက်ဖြစ်အောင်လုပ်လိုက်ပါတယ်သူတို့ရဲ့တဲစာအုံကလည်းတွင်းတွေပိုများလာပါတယ်6 ရက်မြောက်နေ့မှာတော့အနှဲငယ်ပဲပြောင်းလဲမှုရှိပါတယ်ဒါနဲ့ကောင်လေးကခွက်အကြီးလေးနဲ့ပြောင်းပြီးတော့ပုတ်လိုက်ပါတယ်9 ရက်မြောက်နေ့ရောက်တဲ့အခါမှာတော့အသားအကြောင်းဟာမှုတ်တက်ပြီးပုတ်နေပါတော့တယ်ဒါနဲ့ပဲကောင်လေးကနှုတ်ပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတယ်